မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဆွစ်ဇာလန်နိုင်ငံတွင် New Year Eve နှစ်တကူအကျိုးပါတီပွဲကျင်းပသောဘာတစ်ခု၌မီးလောင်ကျွမ်းမှုကြောင့်လူအယောက်40နီးပါးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်လူ115ဦးမှလည်းပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့အတွက်ထိုသူများကိုမြည်သူမြည်ဝါဖြစ်ကြောင်းခွဲခြားနိုင်ရန်အချိန်အတော်ကြာယူခဲ့ရကြောင်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့နှစ်တကူစကားဝိုင်းဆွေးနွေးပြောဆိုရန်အတွက်တောင်ကိုရီးယားသမ္မတအားတရုတ်သမ္မတရှီကျင်းပင်ကဖိတ်ခေါ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာရှရှေ့ပိုင်းတွင်ကြီးမားသောပြောင်းလဲမှုကြီးဖြစ်ပွားတော့မည်ဖြစ်ကြောင်းမိမောင်းထုတ်ပြလျက်ရှိနေပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့သမ္မတဒေါ်နယ်ထရန့်ကဆရာဝန်ညွှန်ကြားသည့်ထက်ပို၍ aspirin ဆေးတောက်များအားတောက်သုံးနေကြောင်း Wall Street Interview ၌ပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် aspirin ဟာသွေးကြပ်မှုအတွက်ကောင်းပြီးသူ၏နှလုံးစီသို့သွေးပြစ်များမစီးဆင်းလို့တော့ကြောင့်ယခုလိုတောက်သုံးတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ New Year အောင်ပွဲခံမှုအတွင်းမီရှူမီပန်ပြစ်ဖောက်မှုကြောင့် Netherlands နိုင်ငံတွင်လူ2ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်ထိုမတော်တဆမှုကြောင့်တမိုင်းဝင် Amsterdam Church တောင်ကြီးလည်းမိဆွဲပျက်စီးခဲ့ရကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Saudi Arabia နိုင်ငံနဲ့ UAE နိုင်ငံများကြားပဋိပက္ခဖြစ်ပွားမှုကြီးထွားလာမှုကြောင့်ရှီမင်းနိုင်ငံ၏အဒမ်လေးစိတ်အားပိတ်ချခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရှီမင်းနိုင်ငံ၏အစိုးရအားနှစ်နိုင်ငံလုံးကထောက်ခံသဘောတူခဲ့ကြတော့ညလည်းပဲညွန်ပေါင်းအဖွဲ့တွင်ပါဝင်မိသူများနဲ့ပတ်သက်ပြီးသဘောမတူညီမှုများဖြစ်ပွားလျက်ရှိနေတာပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်